နောင်လာရစရာတွေထဲမှာချစ်ချင်းမြတ်တာကိုဆုံးရှုံးလိုက်ရတာမျိုးလူတယောက်ကိုဆုံးရှုံးပြီးမှတန်ဖိုးနားလည်တာမျိုးဒါတွေကသိနာကျင်မှုကောင်းပါလေချစ်တဲ့သူတွေနဲ့အချိန်ကောင်းတွေမပတ်တီးခဲ့မိတာမိဘကိုကျေးဇူးမဆက်လိုက်ရတာကိုယ့်ကိုချစ်တဲ့သူရဲ့တန်ဖိုးကိုလေးလျူရှုခဲ့မိတာစသဖြင့်ပေါ့လူတယောက်ကိုချစ်မိတဲ့အခါဝန်ခံလိုက်ပါအဲ့ဒီအတွက်ကိုယ်မှဘာမှနင့်နာမသွားဘူးတကယ်လို့ကိုမပြောလိုက်ရဘဲနဲ့ဝေးပွားသွားမှပြောခွင့်မရတော့တဲ့အချိန်ရောက်မှနောက်ထပ်ရပါလိမ့်မယ်သူ့ဘက်ကလက်မခံနိုင်ခဲ့ရင်တော့ကိုချစ်တာကိုသူတည်သွားတယ်ဆိုတဲ့အသည့်ကပို့ပြီးတော့မှနောက်ထပ်ခင်းပါလိမ့်မယ်ဘဝမှာချစ်ချောင်းဝန်ခံမှုတတိနေခဲ့တဲ့အချိန်တွေကနှမျောစရာကောင်းတော့ပါလေချစ်တဲ့သူတွေကိုအချိန်မပေးခဲ့မိတာပြီအလုပ်တွေထဲမှာနင့်နေရင်ကမိသားစုကိုဂရုမစိုက်ခဲ့တာတွေကလည်းနောက်ထပ်ရစရာတွေပါပဲမိဘတွေကိုဂရုမစိုက်ပေးခဲ့တာတွေကသူတို့မရှိတော့မှနောက်ထပ်ရလိမ့်မယ်ကိုမိဘနေရာရောက်တဲ့အခါမှာခံစားတတ်လာလိမ့်မယ်ကိုသားသမီးစီကကြားကျင်တဲ့စကားလုံးတွေမိဘကမပြောခဲ့ရတာတွေအတွက်လိပ်ပြမလို့ဖြစ်ရလိမ့်မယ်ဒါကြောင့်ဘဝမှာနောက်ထပ်ခင်းချင်ကျေးဇူးရှိသူတွေကိုကျေးဇူးဆက်နိုင်တဲ့သူတရားဖြစ်ဖို့လည်းလိုအပ်ပါတယ်လူကြီးတွေကပြောပါတယ်သူတို့ရဲ့ငယ်ရွယ်နှုတ်ပြခဲ့တဲ့အချိန်ကိုခဏလောက်ပြန်လို့ချင်ပါတယ်သူတို့ရဲ့ဆိုရင်စိတ်ကြောင့်မလုပ်ခဲ့ရတာတွေကိုပြန်လုပ်ချင်တယ်ချင်းမိခဲ့တဲ့သူကိုချစ်ချောင်းဝန်ခံချင်တယ်အကြီးကလွတ်လပ်ပျော်ရွှင်စွာနေကြည့်ချင်တယ်အသက်ကြီးလာတဲ့အခါမှာကျမ်းမာရေးကြောင့်လူကျင့်ဝတ်တွေကြောင့်စသဖြင့်စိတ်သွားတိုင်းကိုမပါနိုင်တော့ဘူးဘဝတစ်လျှောက်လုံးဆိုရင်စိတ်တွေအတွေးလွန်ခဲ့တာတွေအတွက်နောက်ထပ်ရပါတယ်တဲ့ဒါကြောင့်လူငယ်တွေနဲ့အရွယ်ရှိသေးသူတွေကိုပြောချင်တာကပြောအောင်နေပါအတွေးစိုးတွေကိုသတိထားပါဆိုရင်စိတ်တွေကိုရှော့ချပါနောက်မှဆိုတဲ့စကားလုံးတွေကိုမသုံးပါနဲ့တော့အေးစပယ်ရင်းနဲ့ပျော်ရွှင်မှုကိုအရသာရှိနေလို့စားသုံးပါအခွင့်အရေးရှိအောင်ချစ်ပါတန်ဖိုးထားပါလူချင်တာတွေအတွက်ကြိုးစားပါဒီချိန်နဲ့သာရှင်သန်ခွင့်ရှိတဲ့ဒီဘဝကိုနောက်လာကင်းစွာနဲ့နေကြပါ